တာဘွားကြီးတစ်ခုမဟုတ်ပေမဲ့ပယောဂကူတာကိုတော့နားလေအောင်ကိုယ့်ရဲ့ဆရာသမားတွေရှာတင်ယူဖို့လိုတယ်ကျွန်တော်မျှဝေပေးချင်တာလေးကပယောဂတပွဲကူတဲ့နေရာမှာပယောဂမကူခင်မှာစစ်ကားတဲ့အခါတွေမှာပယောဂစစ်ပုံစစ်နီးအကျန်းအဖြစ်၄၅6မျိုးနဲ့ဖွဲ့စည်းထားတယ်များသောအားဖြင့်စစ်နီး3မျိုးကိုစစ်ကြတယ်အဲ့ဒါဘလို့စစ်နီးလဲဆိုတော့6ဆင်းစစ်နီးရယ်ခြေစင်းစစ်နီးပေါ့ဗျာအလွယ်နားလဲအောင်ကျွန်တော်တို့ပြောရမယ်ဆိုရင်6ဆင်းစစ်တယ်မူလပြန်ရေစင်နဲ့စစ်တယ်အနံဘေးစစ်တယ်ပေါ့ဗျာနော်နောက်ပြီးတော့ဆက်ထောက်စစ်တယ်ဆိုတာကအလွန်ကိုမှအရေးပါအရာရောက်တဲ့စစ်ထုံးတစ်ခုဖြစ်တယ်အဲ့တော့ရှေ့ဘိုးဘွားပြမီယိုးဖလာတဲ့အစင်ဆက်မှာဆရာသမားစင်ဆက်မှာတည်ထားတာကဂိုင်းချုပ်အဘဘိုးတော်ဟင်းတင်ခေပနာရကျန်းထဲမှာစနီးတစ်မျိုးပဲပါတယ်အဲ့ဒါမူလပြန်ရေစင်စမ်းနီးအဲ့ဒီနီးစနစ်ကိုကိုယ့်ရဲ့တပည့်သားသမီးမြည်မြစ်ဟိုဘက်တီတွတ်ထီကိုဆရာတွေမှာခေါင်းဆောင်ဆရာတွေမှာကတင်ပြပေးရမယ်အတိုင်းအတာမျိုးလေးတွေရှိတယ်အဲ့တော့အဲ့ဒီလိုစစ်ထုံးကုတုံးကိုကျွမ်းကျင်ပိုင်နိုင်မှုမရှိတဲ့အခါကျတော့ဆရာခေါင်းဆောင်ဆရာတွေကနေပြီးတော့အငယ်အကြီးအရွယ်သုံးပါးလုံးကိုဒါတွေကိုမသိထားဘူးဆိုလို့ရှိရင်ပြဿနာတွေကအများကြီးဖြစ်လာနိုင်ကြီးရှိတယ်အဲ့တော့အခုကျွန်တော်တို့လက်ရှိမျက်မှောက်ခေတ်မှာပယောဂကုပွဲတွေနဲ့ပတ်သက်လို့လိုင်းမော်ကိုအလွန်အကျွံနေတင်လာတဲ့အပေါ်မှာဝေဖန်စရာတွေအပြစ်ပြောစရာတွေအများကြီးရှိတယ်အဲ့ဒီထဲမှာမှနေပြီးတော့ကိုကပယောဂဆရာတယောက်အနေနဲ့ရက်တည်ခြင်းနဲ့အားကိုလူတွေသိစေခြင်းနဲ့ဆိုလို့ရှိရင်ကိုကမှန်မှန်လေးပဲတင်ခြင်းနဲ့ဆိုမှန်မှန်တင်မတင်တာပို့ပြီးအကုသို့နေတယ်ဝေဖန်မှုနေတယ်ရှုံချမှုနေတယ်ဒါတို့ကြောင့်မလို့အာယုံနောက်တတာတယ်အဲ့တော့ပယောဂကုတဲ့အရာတစ်ခုဟာဘဝကြီးတစ်ခုမဟုတ်ပေမဲ့ဘဝကြီးတစ်ခုလောက်ဖြစ်သွားနိုင်တဲ့ပယောဂကုလုံးကုကမှားသွားရင်လေအပြစ်တင်ဝေဖန်စရာတွေရှုံချစရာတွေအများကြီးဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့လူကြီးလူငယ်အရွယ်သုံးပါဂယုဆိုင်ရမယ်အချိန်ခါမျိုးကြောက်ရောက်လာပြီလို့တော့ကျွန်တော်အနေနဲ့မျှဝေပေးချင်ပါတယ်အဲ့တော့ဒီနေရာမှာပယောဂကုတာတွေကကျွန်တော်အဓိကကျွန်တော်မျှဝေချင်တာကကုလုံးကုတ်ကိုကျွန်တော်တင်ပေးမှလည်းမဟုတ်သလိုပြောပြမယ်ဆိုလို့ရှိရင်ဒီလေးဝက်ချက်တွေကိုလည်းပြောပြမှာမဟုတ်ဘူးဒါပေမဲ့သိထားမယ်ရှောင်ရံနဲ့ဆောင်ရံကိုတိတိကျကျပိုင်းခြားပြီးတော့လောက်ကန်ဆောင်ရွက်စေခြင်းနဲ့သဘောဆန္ဒနဲ့ကျွန်တော်မျှဝေရခြင်းဖြစ်တယ်တော်တော်များများပယောဂကုကြတယ်ပယောဂကုတာဒီအဓိကပယောဂစစ်တော့မယ်ဆိုရင်အဓိကစစ်ကမှာကပညာတဲ့၄မျိုးနဲ့ခုလက်ကိုအဓိက၅မျိုးကိုအဓိကစစ်ကမှာအဲ့ဒါစစ်ပြီးသွားတာနဲ့ကျန်တဲ့ဟာကိုဆက်စစ်လို့ရတယ်အဲ့တော့ရေဘူးရေးအဖြစ်ပယောဂစစ်တုံးစစ်နီးတွေကိုမိမိရဲ့ပညာပေးဆရာရှိကနေပြီးတော့နီလန်ဒိတ်ကြနဲ့တိတိကျကျမှတ်သားတင်ယူဖို့အတွက်ကိုခိကာလာကြီးကပျက်စီးဆုတ်ခေရနေအောင်နေချိန်မှာတပည့်တွေကလည်းဖင်မန်းမသိခေါင်းမန်းမသိဘူးမသိကိုမသိတွေဖြစ်လာတဲ့အချိန်မှာအဲ့လိုပုံကုမျိုးတွေကနေဆရာတွေဖြစ်လာတယ်အဲ့လိုပုံကုတွေကဆရာဖြစ်လာပြီးတော့ဘယ်လိုပြောပြရမလဲဆိုတော့အစင်နေလွဲမားလာတဲ့ကုတုံးကုကွက်တွေအများကြီးလက်ခံနိုင်စရာအကြောင်းမရှိတဲ့ကုတုံးကုကွက်တွေကအခုအများကြီးဖြစ်နေတယ်အဲ့တော့ပယောဂတပွဲကုတယ်ဆိုတာကကျွန်တော်ပြောချင်တာကပယောဂဝင်ပူးတဲ့လူကလှုပ်ပူးနေတာလားသွေးပူးနေတာလားလိန်ညာပူးနေတာလားပယောဂအစစ်ရဲ့ရုပ်မူကဘယ်လိုလဲမိစက်နဲ့ပေါက်လိုက်လို့မူလပြန်စမ်းဆိုတဲ့အသွင်ပုံစံမျိုးစောင်လာတဲ့ပယောဂမိစ္ဆာဘက်ကထွက်လာမဲ့ရုပ်စင်းအင်္ဂရုပ်ကိုကြည့်တတ်ဖို့လိုတယ်အဲ့တော့ကိုယ်တိုင်ကုနေတဲ့ပယောဂအတုမှန်မသိအစစ်မှန်မသိတွေအများကြီးတင်လာကြတယ်အဲ့ဒီအပေါ်မှာဝေဖန်တော့မဲ့လူတွေကဂိုင်းဆရာတွေကိုခဏဖယ်ထားလိုက်ရင်အပြင်ပြိသက်လူတို့ပြိသက်တွေစောင့်ကြည့်နေတဲ့သူတွေရှိတယ်အဲ့မှာကုတုံးကုကွက်တွေလုံးဝမှားနေတယ်ဆိုတာတက်ကိုပြောမယ်ဆိုလို့ရှိရင်အနေရများစေနိုင်တဲ့ကုတုံးနီးကုသနီးတွေနဲ့ကုနေကြတာတွေကိုအများကြီးတွေ့တယ်အဲ့တော့ကျွန်တော်ပြောချင်တာကမျှဝေချင်တာကတယောက်မကောင်းရင်တယောက်တည်းပြောခံရမှာမဟုတ်တကိုင်းလုံးတိမ်ကြုံပြီးပြောခံရမှာဒီလိုဖြစ်တဲ့ကြောင့်မလို့ကုတုံးကုကွက်တွေနဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့ဆရာသမားနဲ့တိတိကျကျဂဂနနာကြကြနနာအရင်တင်ယူပါပြီးမှပယောဂကုပွဲတွေကိုကျွန်တော်ကတလောက်ပယောဂ10ပွဲရှိတယ်အပွဲ100ရှိတယ်ဒါကိုဂုံစာနေပြီးတော့ TikTok ရဲ့ကိုယ့်ရဲ့ social media ပေါ်မှာဖြစ်စေတို့ရဲ့ Instagram မှာဖြစ်စေ Facebook မှာဖြစ်စေအလွန်အကျွံနေတောင်းတင်လာပြီးဆိုလို့ရှိရင်တော့နောက်ဆက်တွဲတွေကပြဿနာတွေဖြစ်ပေါ်လာတယ်တွေကအများကြီးရှိတယ်လူတယောက်ကတတမတ်ထဲသွားမှာခဏတာတော့ကိုအလုံးမလုပ်ပါနဲ့တဘောဆိုတာတော့ကိုလှုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်
အဲ့တော့ပယောဂကူးတဲ့ကုပွဲတော်တော်များများမှာအခုခေတ်ကလူတွေပညာတဲ့ဆက်၄မျိုးကြောင်းတည်တည်ချာမသိကြတော့ဘူးပညာတဲ့ဆက်အပြင်ကိုပယောဂအတွင်းဆက်အပြင်ဆက်လက်လွတ်ဆက်ဆိုတဲ့ဆက်သဘောတရားတွေကိုလည်းမသိကြတော့ဘူးအဲ့တော့ရုပ်စင်ဆန်းဆန်းဒန္နာကြီးဆက်ဆန်းစာအုပ်တွေနီးရဆိုင်ရစာအုပ်တွေကိုဖတ်မယ်နီးရဆိုင်ရလူတွေချက်နီးတဲ့ပုံကြုံတလို့တင်မယ်ကြုံတလို့နဲ့ဆရာတွေဖြစ်လာကြတယ်အဲ့တော့ကျွန်တော်ပြောနေတာဒီအဖြစ်ပြောတာမဟုတ်ပါဘူးအဲ့တော့ဆရာမလေးတွေညီငယ်ညီမငယ်လေးတွေတိရှိစီဖို့အကျိုးငါကြောင့်ဒါလေးတွေကိုတိတိကျကျကိုယ့်ရဲ့ဆရာသမားကိုယ့်ရဲ့ဘိုးရေရှိကနေတိတိကျကျစီးနဲ့ကန်းနဲ့တင်ယူဝိမာတာလင်းကုလာတာကိုလုပ်ပါလို့ကျွန်တော်ပြောချင်တာပါအခုပယောဂအခုတစ်ခုဝင်ဘူးလာတယ်မခေါ်ဘဲနဲ့ဝင်လာတာရှိသလိုရုပ်တရက်ကူရတာရှိသလိုကိုတိုင်စစ်လို့မိလို့ခေါ်သွင်းရတာတွေလည်းရှိတယ်အဲ့တော့မူလပြန်ရုပ်စင်းအင်္ဂရုပ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဆုံးဆိုရင်ဆုံးမူရှိရမယ်ဆုံးရဲ့မူလရုပ်ရှိရမယ်ကဝေဆိုရင်လည်းကဝေရဲ့မူလရုပ်ရှိရမယ်ဆိုကြပါစို့တရေကျွန်တော်တို့ကနာနာဘဝတရေတကောင်ခေါ်သွင်းလိုက်ပြီဆိုလို့ရှိရင်အ ਨੇ ဆုံးတော့ဇကြိုးပြီးဝင်လာနိုင်ရမယ်ဒါကိုဆရာသမားတိုင်ပင်ခေါ်ပေးဖို့မလိုဘူးသူ့ဘာသူ့မှာရှိနေတဲ့ရုပ်စင်းအင်္ဂရုပ်ကိုကြည်ချင်းအားဖြင့်ဒီဝင်လာတဲ့ပုံကဘာပုံကိုလဲလို့တမ်းဆရာဘက်ကမမေးခင်မှာဝင်လာတာတိုက်နှန်းရှင်ဝင်လာတာလားအောက်လန်းဝင်လာတာလားတရေတွေနာနာဘာဝတွေဘလူးတွေဝင်လာတာလားဆိုတာကိုဝင်တဲ့အချိန်မှာကိုသိရမှာအဲ့တော့ကိုကူးတဲ့ပယောဂကုပွဲကဘလို့အချိန်တွေမျိုးမှာဖြစ်နေလဲဆိုတော့အရင်ဦးဆုံးမတုံးတက်ပဲနဲ့လိုင်းမွန်လိုမျိုးအတင်းဝေါ်ဆိုထိုးတင်လိုက်တဲ့ခါကျတော့ကိုကတော့မသိပေမဲ့ကိုကုပွဲကိုကြည့်တဲ့လူတွေရဲ့ပညာရှင်ဆရာတွေရှိသလိုပညာတတ်ပုဂ္ဂိုလ်တွေလည်းရှိတယ်ဝေဖန်ဆရာတွေပြစ်တင်ဆရာတွေအများကြီးရှိလာနိုင်တယ်အဲ့ဒီမှာကုတုံးကြီးမှားတာတွေကတော်တော်ဆင်နေဆိုးဆိုးတွေရှိနေတယ်အဲ့တော့ကုနေတာကကုပွဲကတပွဲအပေါ်မှာထိုးတဲ့ခေါင်းစဉ်ကထိုးကျင်တာထိုးငါနာမည်ကြီးရင်ပြီးတော့ငါဘုံကြီးရင်ပြီးတော့ဆိုတဲ့အတင်းလှုပ်ယူနေတဲ့သဘောလက္ခဏာမျိုးတွေကကို့အတွက်တော့ကောင်းချင်ကောင်းနေလိမ့်မယ်နောက်ထပ်မျိုးဆက်တွေအတွက်ကြီးရှုနေမဲ့ပရိသတ်တွေအတွက်ကြီးရှုနေမဲ့900သားသမီးတို့ကိုတကယ်ကိုအနှောက်အယှက်ဖြစ်စရာကောင်းတဲ့ကုတုံးကုသမီးတွေအများကြီးဖြစ်နေပါတယ်အဲ့ဒါလေးတွေကိုကိုယ့်ရဲ့ဆရာသမားရှိမှအရင်ပြန်တင်မှာသပင်ဖြူနေသည့်တိုင်အောင်တင်နေတဲ့တင် जा မှုတွေကဘယ်တော့မှရက်တန့်သွားလို့မရပါဘူးဆိုတာကိုကျွန်တော်ပြောချင်တာပါအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ဒီပယောဂဆိုတဲ့အတိုင်းတာကိုပယောဂဆိုတဲ့ဘောဟာရစကားစုတစ်ခုကိုတည်တည်ချာသိအောင်အရင်လုပ်ပါကျွန်တော်ပြောချင်တာစိတ်နှောက်ချက်ဖြစ်သွားရင်ခွင့်လွတ်ပါဒါလေးတွေကကျွန်တော်မဖြစ်လို့သာပြောရတာပါအဲ့ဒါလေးတော်တော်များများလွဲမှားချက်လေးတွေများစွာရှိပါတယ်ကိုယ့်ရဲ့ဆရာသမားကြီးတိတ်ချပြင်ယူပါအဲ့တော့ကိုယ်ဂိုင်းကိုယ်စေးကိုယ့်အဖွဲ့အစည်းကိုနာမည်ပြတ်အောင်ဂုံသတင်းမှိမ့်မိန်စေအောင်မလုပ်ပါနဲ့လို့ပြောကြချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်